အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘယ်ရီကတော့ cherry မုတ်ဆိုင်မှာမုတ်တော်ဆာမှာဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါ cherry မုတ်ဆိုင်မှာပြီးရင်နောက်တစ်ခုID လေးယူပြီးတော့မုတ်ဒါမုတ်ဆိုင်လေးသူများစောက်ထားတဲ့မုတ်ဆိုင်လေးပေါ့နော် ID လေးယူပြီးတော့ပြပေးထားပါပေါ့နော်ဒါကတော့မုတ်အရှိစားမယ်လက်ဖက်ရည်အရှိတော့ပါမယ်ပြီးမှပြပေးပဲနော်ချဆိုင်မပြမယ်လာလေမယ်ဒီဆိုင်မှာလက်ဖက်ရည်လေးတောက်ပြီးဆိုတော့ကျမပြောထားတဲ့လက်ဖက်ရည်ဆိုင်လေးသွားမှဖြစ်ပါတယ်မုတ်ဆိုင်လေးပေါ့နော်ဒီဆိုင်လေးသွားမှဖြစ်ပါတယ်သူကတော့ကန်းစံနာမှာစောက်ထားတာပေါ့နော်ကန်းစံလေးစောက်တာဒီအိတ်လေးပေါ့ဒီဆိုင်လေးပေါ့နော်အရန်ကိုချစ်စာကောင်းတာဒီဆိုင်လေးအရန်ကိုစားလို့လည်းအရန်ကောင်းတယ်ပေါ့နော်ဒီဆိုင်ရတာလူအများလဲစားတော့တယ်ပေါ့နော်ဖန်တခုံလေးစညင်တက်လေးနဲ့လုပ်ထားတာပေါ့နော်ဒီဆိုင်ကတော့လူအများစားတော့တဲ့ဆိုင်ပေါ့နော်အရန်ကိုစားလို့ကောင်းတဲ့ဆိုင်ပေါ့အဲကြောင့်လူအများကြိုက်တယ်ပေါ့နော်ဒါကတော့ကန်းစံလေးပေါ့နော်ရေချောင်းလေးစားပြီးတော့ရေချောင်းလေးလည်းကြည့်လို့ရပါတယ်ဒီမှာမုတ်တွေအများကြီးပဲချပေးထားပါတယ်ဟိုမီးဖို့ကြောပေါ့နော်ဒါအထက်ကိုပြန်မှာအထက်မှာတော့ဆိုဖာထိုင်ခုံလေးနဲ့ပေါ့နော်ချစ်စရာအရန်လို့ကောင်းတယ်အရန်ကိုကျမတော်ကြိုက်သွားပြီနော်ရှင်တို့ရောကြိုက်တယ်ဆိုရင် comment မှာကြိုက်တယ်ဆိုမှပေးရပါနော်ဘိုင်ဘိုင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဘိုင်ဘိုင်